ဒါလေးကတော့တိုင်ဆန်ရှူ3ရက်မြောက်ရဲ့3ရက်မြောက်ပေါ့နော်3ရက်မြောက်ခန်းကြီးတွေကိုပြောပြသွားမှာပါပထမဆုံးတစ်ခုကကြတော့ဟျာခုဆန်ဂျူအချီပန်ပေါ့နော်ဟျာခုဆန်ဂျူအချီပန်ကြသူ့ကိုဟန်လို့ခေါ်တယ်ဟန်ပိုက်ကြီးအဲ့လိုလျောက်ဈေးရောင်းဆက်အဲ့လိုမျိုးရဲ့သူကဟန်ပေါ့နော်ဟန်ပိုက်ကြီးအဲ့လိုလျောက်ဈေးရောင်းဆက်ရဲ့ဟန်အရင်ဆုံးရေပုံရင်းနေလေးကကြတော့ခိုင်းဆိုတဲ့ခယူပေါ့နော်ခိုင်းဆိုတဲ့ခယူခန်းကြီးလေးရေးမယ်ဒါဆိုရင်အဲ့ဆိုဒီဘက်ကဟာလေးခိုင်းဆိုတဲ့ခယူခန်းကြီးလေးပေါ့နော်ဒီနေတော့ဟိမဲဆိုမျက်လုံးလေးအောက်မှာရေစလေးနဲ့ထည့်လိုက်မယ်ဆိုတော့ခိုင်းဆိုခယူခန်းကြီးလေးရှိအဲ့ဒါကိုမှဒီလိုမျိုးလေး F လေးကိုမှလေးရေးလိုက်မယ်ဆိုရင်ဟန်ဘိုက်ကြီးအလိုလျောက်စရောက်ဆက်ဟန်ဟာအွန်ဟန်လို့ခေါ်ရပါတော့ပြန်ပြမယ်ဆိုရင်ခိုင်းဆိုတဲ့ခိုင်းဆိုတဲ့ခယူခန်းကြီးလေးပေါ့နော်ခိုင်းဆိုတဲ့ခယူခန်းကြီးလေးရေးမယ်ပြီးရင်ဒီဘက်ကဟာလေးကလိုလေးရေးမှာပေါ့နော်ဒါဆိုရင်ခိုင်းဆိုတဲ့ခယူခန်းကြီးပေါ့နော်ခိုင်းဆိုတဲ့ခယူခန်းကြီးလေးရေးမယ်1 2 3 4 5ဘက်က F လေးရေးလိုက်မယ်ဆိုရင်သူကိုဟန်ပိုက်ကြီးအလူလျောက်ဈေးအောင်ဆက်ဟန်ပေါ့နော်ဟာအွန်ဟန်အဲ့တော့ကကြတော့ဟျာခုဆန်ဂျူနီဘန်ဟျာခုဆန်ဂျူနီဘန်ရတာတော့ခီဆိုတဲ့စက်ပစ္စည်းလို့ပြောချင်တာပေါ့နော်ဒါဆိုလဲဟန်ပိုက်ခီအလူလျောက်ဈေးအောင်ဆက်ရဲ့ခီပေါ့နော်ခီလို့ခေါ်တယ်ရေးဖို့ရင်းနှီးလေးကကြတော့အရင်ဆုံးဒီဘက်ကဟာလေးကခီဟန်လေးပေါ့နော်ဒီဘက်ကဟာလေးကခီဟန်လေးအရင်ရေးမယ်ခီဟန်လေးက1 2 3 4ခီဟန်လေးရေးပြီးတော့ဒီလိုလေးပေါ့နော်တစ်ချက်နှစ်ချက်3 4ပြီးရင်ဒါဒီကမပေါင်းနော်ဒီလိုလေးဟစ်တော့ဆိုလူခန်းကြီးတိတိလေးပေါ့နော်အဲ့လိုလေးရေးပြီးတော့ဒုတ်ချောင်းလေးရဲ့လူအဆက်လေးရဲ့ထည့်လိုက်ပြန်ပြမယ်ဆိုရင်ဒီတော့ခီဟန်လေးရေးမယ်ခီဟန်လေးရေးပြီးတော့တစ်ချက်နှစ်ချက်3 4အဲ့လိုလေးရေးမယ်ပေါ့နော်ကွန်မန့်ရေးပြီးဒီဘက်ကဟာလေးပေါ့နော်အဲ့လိုအဆက်လေးပါသေးတယ်အဆက်လေးပါပြီးတော့ဒီလိုမျိုးလေးမြင်းဖြောက်လေးဆွဲလိုက်မယ်ပြီးဟစ်တော့ဆိုလူခန်းကြီးတေးလေးရေးပြီးတော့ဒီအလေကောင်းလိုလေးဖြတ်ချလိုက်တစ်ချက်နှစ်ချက်ဆိုရေးလိုက်ခီဟန်လေးရေးမယ်ပြီးခီဟန်လေးဘေးကနေပြီးတော့1 2 3 4 5 6ပြီးအောက်ကနေပြီးတော့ပိတ်လိုက်ပိတ်ပြီးတော့ဟစ်တော့ဆိုလူတေးတေးလေးရေးမယ်ပြီးလေလောက်ကနေလိုလေးဖြတ်ပြီးတော့လူတုတ်ချောင်းလေးရေးလိုက်မယ်ပေါ့နော်ခီဆိုရဲခီဟန်လေးရေးမယ်ပြီး1 2 3 4 5 6ပြီးလူလေးပိတ်ပြီးရင်ဟစ်တော့ဆိုလူလေးတေးတေးလေးရေးပြီးတော့အလေခေါင်းကနေတုတ်ချောင်းလေးနဲ့ဖြတ်ပြီးလူလေးရေးမယ်ဆိုရင်ဟန်ဘိုက်ခီအလူလျောက်စရောက်ဆက်ရဲ့ခီပေါ့နော်ခီဆိုရဲစက်ပစ္စည်းအဲ့တော့ကြတော့ဟျာခုဆန်ဂျူဆန်ပန်ပေါ့နော်ဟျာခုဆန်ဂျူဆန်ပန်ကကြတော့ဒါဆိုရင်တိုးပွားတယ်ဆိုရခန်းကြီးပေါ့နော်ဖူအဲလူဖူယာစုတိုးပွားဒီလို့တိုးပွားအောင်လုပ်ဒီလို့အောင်ရောမီကသူ့ကိုဇိုးလို့ခေါ်တယ်ပေါ့နော်အရင်တော့ဒီဘက်ကဟာလေးကမြေကြီးခန်းကြီးလေးပေါ့နော်1 2 3လို့စောင်းစောင်းလေးရေးလိုက်မယ်ဒီမြေကြီးခန်းကြီးကအတဲ့ဆိုမဲ့တော့နည်းနည်းလေးစောင်းရေးမယ်ပြီးရင်ဒီလိုလေးပေါ့နော်တစ်ချက်နှစ်ချက်ပြီးရင်ဒါဆိုရင်လေကွက်ခန်းကြီးလေးပေါ့နော်ဒါဆိုရင်လေကွက်ခန်းကြီးလေးရေးပြီးတော့အောက်ကနေပြီးတော့ဟိဆိုရင်လေးနေခန်းကြီးလေးရေးလိုက်အရင်ဆုံးမြေကြီးခန်းကြီးလေးပါတယ်လေကွက်ခန်းကြီးလေးအပေါ်ကနေပြီးတော့ရေစက်လေးနှစ်ဆက်ရေးပြီးတော့အောက်ကနေဟိဆိုရင်နီလေးရေးလိုက်မယ်ဆိုရင်ဖူအဲလူဖူယာစုတိုးပွားဒီဆိုရင်ခန်းကြီးရဲ့အောင်ရောမီကသူ့ကိုဘာလို့ခေါ်လဲဆိုတော့ဇိုးလို့ခေါ်ရပါတော့အောင်ရောမီကသူ့ကိုဇိုးလို့ခေါ်တယ်ဒီလိုလေးပေါ့နော်1 2 3 4 5 6 9 10 11 12 13 14ပေါ့နော်အဲဆိုရင်သူ့ကိုဖူအဲလူဖူယာစုလို့ခေါ်ရပါတော့ဟွန်မီကဖူအဲလူရှိတယ်ဖူယာစုရှိတယ်ဖူအဲလူရှိတယ်ဖူယာစုရှိတယ်ဟွန်မီကသူ့ကိုဇိုးလို့ခေါ်ရပါတော့အဲ့ဒါတော့ကြာဟျာခုဆန်ဂျူယွန်ဘန်ဟျာခုဆန်ဂျူယွန်ဘန်ကျတော့သူကကျတော့တိုးပွားတာသူကတိုးပွားတာသူကတော့ရောကြတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ဟဲလူဟဲယာစုရောကြသည်ရောကြအောင်လုပ်သည်အောင်ရောမြတ်သူ့ဂန်လို့ခေါ်တယ်ခဲအောင်နဲ့ကြည့်စင်တော့ဂဲအွန်ဂန်ပေါ့နော်အရင်ဆုံးရေးဖို့ရင်းနှီးလေးရေးစက်လေး30ရေးမှာပေါ့အဲဆိုရင်ရေးစက်လေး30အရင်ရေးမယ်ရေးစက်လေး30ရေးပြီးတော့
ဒီလိုမျိုးလေးပေါ့နော်အမိုးလေးကိုလိုလေးရေးမယ်ပြီးရင်ခုချီချီဆိုဟာလေးပေါ့နော်ချီဆိုဟာလေးရေးပြီးမှအောက်ကနေပြီးခုချီဆိုပါဇက်ခန်းကြီးရေးမှာပေါ့နော်ပြီးရင်1 2 3ရေးစလေး30အရင်ရေးမယ်ပြီးရင်ဒီလိုလေးလောက်ပြီးလိုလေးဆွဲပြီးချီလေးရေးမယ်ခုချီဆိုပါဇက်ခန်းကြီးလေးရေးမယ်ဒီဟမ်ဘိုက်ခရပါတဲ့ဒီလိုဟာလေးပေါ့နော်အဲ့လေးရေးလိုက်မယ်ဆိုရင်သူ့ကိုဟဲလူဟဲယာစုရောကြသည်ဆိုရခန်းကြီးအောင်မြန်ကန်ခဲအောင်လည်းကြည့်တင်တော့ဂဲအွန်ကန်ပေါ့နော်ရေးစလေး30ရင်ရေးမယ်ဒီလိုအမိုးလေးရေးပြီးတော့ဒီခုချီပါဇက်ချီလေးရေးမယ်ဒါဆိုရင်ခုချီဆိုပါဇက်ခန်းကြီးလေးရေးမယ်ဒါလေးရေးလိုက်မယ်ဆိုရင်သူ့ကိုဟဲလူဟဲယာစုရောကြသည်ရောကြအောင်လုပ်ဒီဆိုရခန်းကြီးအောင်မြန်ကန်ခဲအောင်လည်းကြည့်တင်တော့ဂဲအွန်ကန်ပေါ့နော်ဟဲလူဟဲလာစုရောကြသည်အောင်မြန်ကန်ခဲဦးနဲ့ချစ်တင်နော်ဂေအွန်ကန်အဲ့တော့ကကြတော့ဟျာခုစန်းကျူးခေါ်ပန်ပေါ့နော်အဲ့တော့ဟျာကျူးခန်းစန်းကျူးခေါ်ပန်ကြသူ့ကိုကြတော့လျောဆိုရယ်ပမာဏလို့ပြောကြမှာလျောဆိုရယ်ပမာဏဆိုခန်းကြီးအရင်ဆုံးနေဆိုရယ်ခန်းကြီးလေးရင်ရေးမယ်ပေါ့နော်အဲ့ဆိုရင်နေခန်းကြီးလေးရင်ရေးမယ်နေခန်းကြီးလေးရေးပြီးတော့ဒီလိုအမိုးလေးပိတ်လိုက်မယ်ပေါ့နေခန်းကြီးလေးရေးပြီးတော့အောက်ကနေပိတ်မယ်ပြီးရင်1 2 3 4 5 6ခွန်အင်းဒါဆိုရင်လျောဆိုရယ်ပမာဏခန်းကြီးပေါ့နော်အရင်ဆုံးနေခန်းကြီးလေးရေးမယ်ဟီးဆိုရင်နေခန်းကြီးလေးရေးပြီးတော့အောက်ကနေပြီးတော့အမြင့်ရှိရှိလေးရေးမယ်မြင့်ရှိရှိလေးရေးပြီးတော့တစ်ချစ်နှစ်ချစ်သုံးချစ်လေးငါးချခမင်းနေရောကုန်အရင်ဆုံးဟီးဆိုရင်နေခန်းကြီးရေးမယ်ပေါ့နော်ဟီးဆိုရင်နေခန်းကြီးလေးရေးပြီးတော့ချောင်းရှိရှိလေးဆွဲမယ်ပြီး1 2 3 4အဲ့လိုဟီးလေးရေးပြီးတော့5တူချောင်းလေးချလိုက်ပြီးဒီလေးပိတ်လိုက်မယ်ပေါ့နော်ဟီးဆိုရယ်နေလေးရေးမယ်ပြီးရှည်ရှည်လေးဆွဲမယ်ပြီးရင်ဒီလိုမျိုးဟီးဆိုရယ်နေရာကိုရေးပြီးတော့တစ်ချောင်းထပ်ရှည်ပြီးရင်ပိတ်အောက်ကနေထပ်ပိတ်လိုက်ရင်သူ့ကိုလျောဆိုရယ်ပမာဏနဲ့လျောကိုခေါ်ရပေါ့နော်ဟျာဟိုစန်းကျိုးရခုပန်အဲ့တော့ဟျာဟိုစန်းကျိုးရခုပန်ကကြတော့ခိုအိုးလီဆိုရေခဲပေါ့နော်မီစုဆိုရေခန်းကြီးနဲ့တူတယ်အဲ့ဒါကိုမှဒီအဆက်လေးပါရဲဆိုရင်သူ့ကိုခိုအိုးလီဆိုရေခဲခန်းကြီးလို့ခေါ်တယ်အဆက်လေးမပါဘူးဆိုရင်သူ့ကိုမီစုဆိုရေခန်းကြီးပေါ့နော်အုံမြတ်သူစူးကြီးလို့ခေါ်တယ်အဲ့လိုမျိုးရေဆက်လေးအပေါ်ကနေပြီးတော့ဒီလိုချောင်းလေးဆိုမျိုးပေါ့နော်ဒီလိုလေးအရင်ပဲပြီးရင်1 2 3 4ဒါဆိုရင်ခိုအိုးလီဆိုရေခဲဒါဆိုရင်မီစုဆိုရေဟုတ်ပြီနော်ဒါဆိုရင်မီစုဆိုရေအဲ့ဒါကိုမှဒီလိုမျိုးအဆက်လေးနဲ့ထိလိုက်မယ်ဆိုရင်သူအဆက်လေးထိလိုက်မယ်ဆိုသူ့ကိုခိုအိုးလီဆိုရေခဲခန်းကြီးပေါ့နော်ရေခဲလုံးလေးလို့ပြောချင်တာခိုးလီဆိုရေခဲဟိုကကျတော့ရေရိုးရေကိုပြောချင်တာပေါ့နော်မီစုဆိုရေဒါဆိုရေသက်ထည့်မယ်ဆိုရင်ခိုးလီဆိုရေခဲအဲ့တော့ကကျတော့ဟျာခုစန်းကျူးနနပံပေါ့နော်ဟျာခုစန်းကျူးနနပံကကျတော့သူ့ခါရဲစုဆိုတာလဲလဲတယ်ဆိုအတိတ်ပဲပေါ့နော်အောင်ရောမီကသူ့ကိုကျတော့ဟန်လို့ခေါ်တယ်ဟာဟဲအွန်ဟန်ပေါ့နော်လဲလဲတယ်ဆိုခင်ဒီဘက်ကခန်းကြီးလေးကကျတော့ဟမ်ဘိုက်ကြီးဈေးရောက်စတဲ့ဒီဘက်ကခန်းကြီးလေးနဲ့တူရပေါ့နော်ဒီဘက်ကခန်းကြီးအစိပ်ပိုင်းလေးပေါ့နော်ဟမ်ဘိုက်ကြီးရဲ့ခန်းကြီးစိတ်အပိုင်းလေးနဲ့လမ်းခန်းကြီးလေးရေးလိုက်မယ်ဆိုရင်ခါအဲစုခါအဲလီမစုလဲလဲဒီဆိုရခန်းကြီးပေါ့နော်ခါအဲရှီမစုလဲလဲဒီဆိုခါအဲစုအမြဟန်ဟဲအွန်ဟန်ပေါ့နော်ခါအဲစုခါအဲရှီမစုလဲလဲဒီဆိုရခန်းကြီးအွန်မီကဟန်ဟဲအွန်ဟန်F လေးကိုပေါ့နော်အဲ့လိုမျိုးလေးအမားကြည့်လေးနဲ့ရေးလိုက်တာပေါ့နော်အဲဆိုရင်ခေါမီကခါရဲစုလို့ခေါ်တယ်အော်မီကဟန်ဟဲအွန်ဟန်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ကဟျာကိုစန်းကျူးဟာချီပန်ဟျာကိုစန်းကျူးဟာချီပန်ကြသူ့ကိုယူဆိုရင် OU ဆိုရင်နွေးခန်းကြည့်ပေါ့နော်ဒါဆိုရင် O လေးထည့်လိုက်မယ်ဆို OU ဆိုရင်နွေးဒါလေးကဘာလေးနဲ့ဆိုနေဆိုဒီဟာနေတင်းတင်းနေရေသက်34ရဲ့ဟီဆိုရင်နီလေးရဲ့စာလားဆိုပကံများရဲ့ဆိုရင်အတရာခိုင်းနွေးတော့ရဲ့အော်မီကအွန်အဲ့ဒီစာလားဆိုပကံများခန်းကြီးရဲ့နေရာမှာဒီအောက်ကအစိပ်ပိုင်းလေးထည့်လိုက်မယ်ဆိုရင်သူ့ကို OU ရေနွေးဆိုရင် U ပေါ့နော်ရေပုံရင်းလေးကအရင်ဆုံးရေဆက်လေး30ထည့်မယ်ပြီးရင်ဟီဆိုရဲနေခန်းကြီးလေးရေးပြီးတော့ဒီလိုလေးရေးလိုက်မယ်အရင်ဆုံးတုပ်ချောင်းရှိရှိလေးရင်ဆက်မယ်ပေါ့နော်ပြီးရင်တုပ်ချောင်းလေးရေးမယ်ပြီးရင်ဒီလိုလေးဆွဲပြီးတော့တစ်ချစ်နှစ်ချစ်လို့ရေးလိုက်ရေဆက်လေး30ရေးမယ်ဟီဆိုရဲနေခန်းကြီးလေးရေးမယ်ပြီးရင်ဒီလိုလေးတုပ်ချောင်းရှိရှိလေးဆွဲမယ်ပြီးရင်ဒီလိုလေးဆောင်းလေးဆွဲပြီးတော့ဒီတိပေါ့နော်ဒီအမိုးဒီဘေးဆောင်ထားတဲ့ဟာကိုမှအလဲကနေပြီးလိုလေးဆွဲလိုက်ပြီးရင်တစ်ချစ်နှစ်ချစ်ချစ်လိုက်အဲဆို OU ဆိုရင်နွေ U ဖြစ်သွားမှာပေါ့နော်ရေသက်လေး30ရေးမယ် he ဆိုရယ်နေခန်းကြီးလေးရေးမယ်ပြီးရင်တစ်ချစ်နဲ့3
4 5ဒါဆိုရင် OU ဆိုရေနွေးကဲ U အဲ့ဒါမှအကားစာလားဆိုပကံများခန်းကြီးထည့်လိုက်မယ်ဆိုရင်သူ့ကိုအတရာခိုင်နွေးသောဆိုခန်းကြီး on မီက on လို့ခေါ်တယ်ဒီခန်းကြီးစိတ်ပန်းလေးရေးမယ်ဆိုရင်တော့ OU ဆိုရေနွေး U ပေါ့နော်ဒါဆိုရင် ham bike အလိုလောက်ဈေးအောင်ဆက်ရဲ့ ham ဒါဆိုလဲ key ဆိုတဲ့စက်ပစ္စည်းတွေပြောချင်တာပေါ့နော်အဲ့တော့ခါရဲဖူရဲလို့ဖူရစုပေါ့နော်တိုးပါကြီးဆိုခန်းကြီးအော်မီယာသူ့ကိုဇိုးလို့ခေါ်တယ်အဲ့တော့ဟဲလို့ဟဲလားစုရောကြသည်အော်မီယာဂန်ခဲုံနဲ့ကြည့်ကြတော့ဂန်အွန်ဂန်ပေါ့နော်အဲ့ဆိုရင်လျောဆိုရဲပမာဏအဲ့ဆိုခိုအိုးလီဆိုရရေခဲခန်းကြီးပေါ့နော်ဒါဆိုရင်ခါအဲဆိုလဲလဲဒီဆိုခန်းကြီးအော်မီယာဟန်ဟဲအွန်ဟန်လို့ခေါ်တယ်အဲ့ဆို OU ဆိုရေနွေးခန်းကြီးရဲ့ U ပေါ့နော်